ချစ်တို့မြင်လာပါလို့နော်အခုဆိုရင်မေကြီးကြွက်ကြော်တဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်လို့နော်ဒါဆိုလို့ရှိရင်တော့မေကြီးကြွက်ကြော်နေပါတယ်ဒါဆိုလို့ရှိရင်ကြွက်ကြော်ပြီးသားပြီပေါ့ဗျာနော်ဒါလက်ကတ်ဗျာဒါဆိုတော့မေကြီးကဆိုင်မှာဘာလို့မကြော်တာလဲဆိုတော့ဆိုင်မှာကြတော့ညှော်မှာဆိုးလို့ပေါ့နော်ဆိုင်မှာညှော်မှာဆိုးလို့မေကြီးအပြေမှာကြော်တာပေါ့နော်မသိတော့မေကြီးဒီလောက်လို့ပေါ့နော်ဒါဆိုလို့ရှိရင်ကြက်တုံလေးကြက်တုံပြူလေးပေါ့နော်ဒါကမေကြီးကပြန်ပြီးတော့ရောကြော်မှာဒါက6ကြော်နော်မေကြီးကကြွက်ကို3သိန်း4သိန်းဖြစ်အောင်ကြော်ရနော်တစ်စင်နဲ့မရဘူးနော်မေကြီးနာမည်ကြီးတာကကြွက်ကြော်ဗျဒါကြောင့်လို့ရှိလို့ရှိရင်မေကြီးကကြွက်ကြော်ကို online ဈေးပြန်ရောင်းမှာဖြစ်ပါတယ်လို့နော်ဒါကြောင့်ရင်မေကြီးကြွက်ကြော်ကို online ဈေးပြန်ပို့ပေးမှာနော်အခုကတော့ဆိုင်လေးဖွင့်လာတဲ့ဖြစ်တဲ့အတွက်မေကြီး online ဈေးမရောင်းတာအခုစနေတနင်္ဂနွေတင်းလာအင်္ဂါစပြီးတော့မေကြီး online ဈေးပြန်ရောင်းဖို့မေကြီးလုပ်နေပါတယ်လို့နော်မေကြီးပြန်ပြီးတော့ online ဈေးရောင်းမှာဒါတော့စနေတနင်္ဂနွေကိုရောင်းဖို့နော်မနေ့ကကြာလည်းထက်ကြော်ရမှာနော်လာကြိုက်ကြနော်အချိန်ကြီးကြည့်လားကျွဲကတော့ရှယ်ပဲနော်6သွင်းလာကတ်ဒီမှာဒါဒါကြော်ထားပြီးပါပြီပေါ့နော်ဒါဆိုစားလို့ရပြီနော်ဒါအမှန်ကန်စားလို့ရပြီဒီမေးစားပြအောင်မှာဒါဆိုလို့ရှိရင်အပြူတယ်ကြော်ထားတာနော်ဘာမှမရောရသေးဘူးနော်ဒါစားလို့ရပြီနော်ရှယ်ပဲမကြမ်းဘူးအခုရင်မိမွေပြီးသားပြီပေါ့နော်ဒါတော့ဓာတ်မမွေရဓာတ်မွေလို့ရှိရင်ကြွကြည်သွားလားအားကြောင့်မလို့မိဓာတ်မမွေဘူးအခုဒါဆိုတော့ဟိုမှာကားရတွေ့ဟုတ်မှာကားပြကားလည်းပြကားလည်းပြအဲ့မှာကားမဒါမိဆိုင်ကိုလာတဲ့ကားတွေပေါ့နော်ဒီကမိကတော့ဒီဘက်ဂျောင်းမဝင်ကြော်ရတာပေါ့ဗျာနော်ဂျောင်းမဝင်ကြော်ရတာဟိုမှာကားတွေကမမြင်အောင်ပေါ့ဗျာဒါအပြင်ကနေရိုက်ထားဖြစ်တဲ့အတွက်နော်ဟိုမှာကားရတွေ့လားဒါမိတ်ဆိုင်ကိုလာတဲ့ကားတွေပါနော်ဒါဂျောင်လေးကနေလှည့်ရိုက်ထားတာနော်ကဲဒါဆိုတော့မကြီးရဲ့ကြွကြော်တဲ့အဆင့်ဆိုတော့ဒါကဘယ်နှဆင့်မြောက်ဝိုင်းလဲဆိုတော့ဒါ2ဆင့်မြောက်ဝိုင်းပေါ့နော်စီဘူးတစ်ချက်ထိုးတယ်ပြီးရင်အကြွကြော်တစ်ခါပြန်ကြော်တာပေါ့နော်ဒါအဖြူတယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုမှာစာပလာဒီမေကြီးကရောမယ်ပေါ့ဗျာနော်ဒါမေကြီးကြော်နေရဖြစ်ပါတယ်ဟိုမှာတော့တဲပိုင်းကြီးနဲ့ပေါ့ဗျာဟိုမှာမေကြီးကြော်နေပါတယ်ဒါကတော့မေကြီးကဒီအမိုက်တော်ထဲမှာကြော်ရမဟုတ်ဘူးနော်ဒါကတော့အေးပေါ့အဘွားဝေယုံအရေးရှိတဲ့နေရာမှာမေကြီးကကြော်ရတာဖြစ်တဲ့အတွက်ဒီလိုမျိုးပေါ့နော်ဒါပေမဲ့တန်ရှင်းမှုကတော့အကုန်လုံးတန်ရှင်းပါတယ်လို့နော်ဒါတော့ဒါဆိုင်မှာရောင်းဖို့ပါအရန်မိုက်တယ်နော်အရန်လက်ဆက်တယ်နော်အရန်စားလို့လည်းကောင်းအောင်မေကြီးကြော်ပေးရဖြစ်ပါတယ်နောက်ကြလို့ရှိရင်မေကြီး online ဈေးပြန်ရောင်းမှာဖြစ်ပါတယ်လို့နော်တနင်္လာအင်္ဂါဆိုရင်မေကြီး online ဈေးပြန်ရောင်းမှာနော် share ပဲနော်ကြွက်ကတော့ share ပဲထိုင်ရည်နဲ့မြည်လိုက်လို့ကတော့ share ပဲမေကြီးနာမည်ကြည့်တာ